ကိုသွင်းပြီးအင်ကြီးချွတ်ပြရင်ဘာကြောင့်အဝါကက်ပြခံရတာလဲဘောလုံးပွဲတစ်ပွဲမှာကိုသွင်းလိုက်တဲ့အခိုက်အတန့်ကကစားသမားတစ်ယောက်အတွက်အပျော်ဆုံးအချိန်ပါတချို့ကပရိသတ်တွေစီပြေးကြတယ်တချို့ကဒူးထောက်ပြီးအောင်ပွဲခံကြတယ်တချို့ကတော့အင်ကြီးကိုချွတ်ပြီးသူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြကြပါတယ်ဒါပေမဲ့အင်ကြီးချွတ်လိုက်တာနဲ့ဒိုင်လူကြီးကအဝါကက်ချက်ချင်းထုတ်ပြလိုက်တာကိုမြင်မှုကြမှာပါကိုသွင်းတာကကောင်းတဲ့အရာပါဘယ်သူကမှလည်းမထိခိုက်ဘူးဒါဆိုဘာကြောင့်အဝါကက်ပြခံရတာလဲဒီနေ့ဗီဒီယိုမှာတော့ဒီစီးမြင့်ရဲ့နောက်ွယ်ကတကယ်အကြောင်းရင်းကိုပြောပြပေးမှာဖြစ်ပါတယ်အရင်တော့ကဒီလိုစီးမြင့်မျိုးမရှိခဲ့ဘူး1990ပြည့်နှစ်တွေနဲ့2000ပြည့်နှစ်အစပိုင်းတွေမှာဂိုးသွင်းပြီးအင်ကြီးချောအောင်ပွဲခဏကိုမကြာခဏမြင်တွေ့ရပါတယ်အဲ့ဒီအချိန်တုန်းကဒီလောက်ရအတွက်အဝါကက်ပြရမယ်ဆိုတဲ့စီးမြင့်မျိုးမရှိသေးပါဘူးဒါကြောင့်ကစားသမားတွေကသူတို့ရဲ့ဝမ်းသာမှုကိုလွတ်လပ်စွာဖော်ပြခဲ့ကြပါတယ်ဒါဆိုဘာကြောင့်စီးမြင့်ပြောင်းလိုက်တာလဲ2004ခုနှစ်ကစပြီး IFAB International Football Association Board ကပြဋ္ဌာန်းထားတဲ့ Laws of the Game အရဂိုးသွင်းပြီးအင်ကြီးချောအောင်ပွဲခဏဟာအဝါကက်ပြရမယ်လောက်ရအဖြစ်တရားဝင်သတ်မှတ်လိုက်ပါတယ်ဒီလိုသတ်မှတ်ရတဲ့အဓိကအကြောင်းရင်းကပွဲရဲ့အရှိန်အဟုန်ကိုထိမ့်သိမ့်ဖို့တချို့ကစားသမားတွေဟာဂိုးသွင်းပြီးအင်ကြီးချော့ပရိသတ်တွေစီပြီးအောင်ပွဲခံပြီးမှအင်ကြီးပြန်ဝတ်ဒီလိုလုပ်တာကြောင့်ပွဲချိန်ကြန့်ကြာလာပါတယ်ဒါကြောင့်ပွဲကိုမြင်မြန်ဆန်ဆန်ဆက်လက်ကျင်းပနိုင်ဖို့ဒီစီးမြင့်ကိုထည့်သွင်းခဲ့တာပါနိုင်ငံရေးနဲ့ကြော်ညာစာသားတွေမပြစေချင်လို့အရင်တော့ကစားသမားတချို့ဟာအင်ကြီးအောက်မှာနိုင်ငံရေးစာသားဘာသာရေးစာသားကုမ္ပဏီကြော်ညာကိုပိုင် message တွေရေးထားပြီးဂိုးသွင်းတဲ့အချိန်မှာကမ္ဘာတဝန်းကပရိသတ်တွေကိုပြသခဲ့ကြပါတယ်ဒါကြောင့် IFAB နဲ့ FIFA ကဘောလုံးကွင်းကိုနိုင်ငံရေးဘာသာရေးဒါမှမဟုတ်စီးပွားရေးကြော်ညာတွေအတွက်အသုံးမချစေဖို့ဒီစီးမြင့်ကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်လူတိုင်းအတွက်စီးမြင့်တစ်ခုတည်းဖြစ်စေဖို့ဘောလုံးမှာစီးမြင့်ကလူတိုင်းအတွက်တူညီရပါတယ်Cristiano Ronaldo ပဲဖြစ်ဖြစ် Lionel Messi ပဲဖြစ်ဖြစ်လူသိနေတဲ့ကစားသမားပဲဖြစ်ဖြစ်အင်ကြီးချွတ်ရင်အဝါကပ်ပါပဲဒါဆိုအောင်ပွဲမခံရတော့ဘူးလားအောင်ပွဲခံလို့ရပါတယ်အတင်းဘော်တွေနဲ့ဖတ်လို့ရတယ်ပရိသတ်တွေကိုလက်ပြလို့ရတယ်ဒူးထောက်လို့ရတယ်အကလို့ရတယ်ဒါပေမဲ့အင်ကြီးချွတ်တာတခုတည်းကဒါ Laws of the Game အရာအဝါကပ်ပြရမယ်လို့ရဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါကစားသမားတယောက်ဂိုးသွင်းပြီးအင်ကြီးချွတ်လို့အဝါကပ်ပြခံရတာကိုမြင်ရင်ဂိုးသွင်းလို့အပြစ်ပေးတာမဟုတ်ပဲဘောလုံးပွဲရဲ့စီကံမျှတမှုနဲ့ပွဲရဲ့အရှိန်ဟုန်ကိုထိမ့်သိမ့်ဖို့သတ်မှတ်ထားတဲ့စီးမြင့်ဆိုတာကိုတင်ပြပြီးသားဖြစ်ပါတယ်